ဒီရပ်ဖက်ကိုပြောင်းပြီးတော့ပူပေါင်းပြီးတော့ဒီအုပ်ချုပ်တဲ့ဖွဲ့စည်းတွေမှာခါစားပါမစားပါဖွဲ့တွေမှာတချို့သောတက်မတော်သားရာရှိအခုဘုံမှုတွေပေါ့နော်ဟုတ်ကဲ့အားလုံးပဲမိသားစုကျွန်တော် PSK channel ကကြိုလိုက်ပါတယ်အမှန်မို့ခိုင်ပြောတယ်ကိုနားထောင်ကြည့်အောင်ခင်ဗျာအားလုံးကိုကျေးဇူးပါခြေတော်မျိုးတို့ရေကျမတို့မိုးခိုင်ဖြစ်ပါတယ်ဒီနေ့2026ခုနှစ်ဧပြီလ30ရက်နေ့မင်္ဂလာရှိတဲ့နေလူကြီးမြတ်လေးပေါ့နော်ကစုံလာပြင်းနေ့ကျမတို့ရဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့ထွတ်မြတ်ထားရာကစုံလာပြင်းနေ့ပေါ့နော်ကစုံဒီနေ့မှာကျမတို့ဖခင်ကြီးဥဆောင်တဲ့ဆိုရအဖွဲ့ကနေပြီးတော့လူငင်းချမ်းသာခွင့်ကို1500နဲ့8ဦးနော်နိုင်ငံတော်လူငင်းချမ်းသာခွင့်ပေးခဲ့ပါတယ်ဒီနေ့30ရက်နေ့ကစုံလာပြည့်နေ့မှာနေနေ့မြတ်လေးမှာနိုင်ငံတော်ကျင်းထောင်အချုပ်ထောင်တီးပြီးမှပြည်ထန်ကြခံနေရတဲ့အပြစ်သားတွေပေါ့နော်ဒီပြည်ထန်ကြခံနေရတဲ့သူ1500နဲ့8ဦးကိုနိုင်ငံတော်လူငင်းချမ်းသာခွင့်ပေးခဲ့ပါတယ်နော်ရန်ကုန်ဝမ်းသာစရာသတင်းကောင်းလေးပါနော်နောက်တစ်ခုနော်ကျမမိဘပြည်သူတွေသိရှိအောင်သိရှိစေရန်တချို့သောနာလဘိန်းလုံးတွေအရင်တော့ပြောခဲ့တဲ့စကားလေးတွေပေါ့နော်အများနဲ့ပြောနေကြကျမတို့တွေအများနဲ့ကြားနေရတယ်ရက်ဖက်စစ်ဖက်အုပ်ချုပ်ရေးမှာတမတော်သားတွေကိုအခုတချို့ဒီကျမတို့ဒီနိုင်ငံရေးအခြေအနေရတိုင်းပြည်အခြေအနေရအရက်ဖက်ကိုပြောင်းပြီးတော့အရက်ဖက်အုပ်ချုပ်ရေးတွေမှာတမတော်သားတွေကိုထားပြီးတော့အုပ်ချုပ်ရေးကိုပြောင်းရတဲ့အချိန်ကာလမှာเนาะအခုဒီကနေ့2026ခုနှစ်ဧပြီလ29ရက်နေ့ကနေပြီးတော့ဒီအမိန့်တရက်ပေါ့เนาะဒီညွှန်ကြားချက်တရက်ထွက်လာခဲ့ပါတယ်เนาะအရက်ဖက်မှာအုပ်ချုပ်နေတဲ့ခရိုင်အဆင့်မြို့နယ်အဆင့်ခရိုင်စီမံအုပ်ချုပ်ရေးခရိုင်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးရင်တော့အဖွဲ့ပေါ့နော်ခရိုင်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးအဖွဲ့အတူကောက်ပေါ်ခါစားဖပေါ့မြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးအဖွဲ့မဆာဖအဖွဲ့ဝင်တွေအရင်တော့ဆိုရင်ဒါအဲ့ဒီမှာတက်မတော်သားကိုယ်စားလှယ်တွေဘုံမှုအဆင့်ပါဝင်တဲ့အဖွဲ့နော်ဘုံမှုအဆင့်ပါဝင်တယ်တက်မတော်သားဘုံမှုအဆင့်ပါဝင်တဲ့ပါဝင်ဒီအဖွဲ့တွေကိုခါစားဖမဆာဖအဖွဲ့စီဆိုပြီးတော့ရပ်ဘက်အုပ်ချုပ်ရေးမှာဒါအုပ်ချုပ်ခွင့်ရှိခဲ့တယ်နော်အခုအဲ့ဒီအုပ်ချုပ်ခွင့်ကိုအခုမနေ့က29ရက်နေ့ဧပြီလ29ရက်နေ့2026ခုနှစ်မှာအဲ့ဒီဟာကိုပြန်ပြီးတော့အသက်တရက်ဖွဲ့စည်းလိုက်တယ်ပြဋ္ဌာန်းလိုက်တယ်ခရိုင်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဆိုပြီးတော့နော်ကော်မတီဆိုပြီးတော့ပြန်လဲပြဋ္ဌာန်းလိုက်တဲ့အထဲမှာအရက်ဖက်အုပ်ချုပ်ရေးမှာတက်မတော်သားဘုံမှုအဆင့်ရှိတဲ့ပုံကိုယ်တွေပါဝင်လာခြင်းမရှိတော့ပါဘူးဒီဟာကိုဖျက်သိမ်းလိုက်ပါတယ်နော်ဒီဟာကိုပြန်ပြီးတော့ရုပ်သိမ်းလိုက်ပါတယ်အဲ့ဒီအခုကျမတို့ဒီရက်ဖက်အုပ်ချုပ်ရေးမှာပါဝင်လာတဲ့ခါစားဖမဆာဖဘုံမှုအဆင့်တွေကိုဘုံမှုတွေကိုဒီအုပ်ချုပ်ရေးမှာပါဝင်လာတဲ့အဖွဲ့တွေကိုဘုံမှုတွေကိုသူ့သက်ဆိုင်ရာမိခင်တက်ရင်တက်ဌာနတွေကိုအကုန်လုံးပြန်လဲပြီးတော့ဒီတက်မတော်သားရဲ့ဒီတက်မတော်ရဲ့တာဝန်ကိုပြန်လဲပြီးတော့ထမ်းဆောင်ဝင်အမိန့်တရားထုတ်ပြန်ခဲ့ပါတယ်နော်ဒါကိုအရင်တော့ပြောခဲ့တာပေါ့စစ်သားသူ့ဘုနာဆက်ကလေးပေါ့တချို့သောနာလဘိန်းလုံးတွေပြောခဲ့တာပေါ့နော်တက်မတော်သားကတက်မတော်အလုပ်ကိုမလုပ်ဘူးစစ်သားကစစ်အလုပ်ကိုမလုပ်ဘူးဟုတ်လားစစ်သားကစစ်သားရဲ့အလုပ်ကိုမလုပ်ဖက်နဲ့အရက်ဖက်အုပ်ချုပ်ရေးတွေမှာပါဝင်ပြီးတော့စွတ်ဖက်လာတယ်ဟုတ်လားတက်မတော်သားကသူ့နေရာနဲ့သူစစ်တမ်းရကိုမပြန်မဲနဲ့ရက်ဖက်အုပ်ချုပ်ရေးမှာပါဝင်လာတဲ့ဆိုပြီးတော့တချို့သောနာလဘိန်းလုံးတွေပြောခဲ့တာအခုဝမ်းသာပြီတော့နော်တက်မတော်ဖွဲ့စည်းကြီးကသူ့တက်မတော်လုံးတင်လောက်ထိုက်တဲ့အလုပ်တွေကိုလှုပ်ဆောင်နေပါပြီစစ်သားအလုပ်ကိုလှုပ်ဆောင်နေပါပြီနော်ပြန်ပြီးတော့လှုပ်ဆောင်သွားမယ်ဆိုတဲ့အကြောင်းစောင့်ကြည့်နေလိုက်ပါအခုအရက်ဖက်ဖွဲ့စည်းမှာပါဝင်အုပ်ချုပ်နေတဲ့တက်မတော်သားတွေသူ့ရဲ့မိခင်တက်ရင်ရှိရနော်စစ်ဌာနတွေကိုတက်ရင်ရှိရတက်နေရာတွေကိုပြန်လဲပြီးတော့တက်မတော်သားတာဝန်တွေကိုပြန်လဲထမ်းဆောင်ရပါလိမ့်မယ်နော်အဲ့လိုတာဝန်အဲ့တော့စစ်သားအလုပ်ကိုပြန်လဲလှုပ်ဆောင်လာတဲ့အခါဒီအကျန်းဖက်သဘုံတွေကိုဘလို့ချိန်မှုံသွားမလဲဆိုတာပိတ်ကားပြင်ပေါ်ကနေစောင့်ကြည့်ပြီးတော့နော်ပိတ်ကားပြင်ပေါ်ကစောင့်ကြည့်နေတော့အဲ့ဒီဟာမျိုးကိုလိုချင်ခဲ့တာဘယ်သူတွေလဲတက်မတော်သားရှိတဲ့သူစစ်တပ်ကသူစစ်တပ်ရှိတဲ့နေရာကိုပြန်နော်စစ်တမ်းရကိုပြန်ရက်ဖက်တွေအုပ်ချုပ်မယ်ဆိုတဲ့စကားတွေကိုလိုချင်ခဲ့တဲ့သူတွေအခုအဲ့ဒီပုံစံကိုရောက်ရှိနေပါပြီနော်ရောက်ရှိခဲ့ပါပြီတက်မတော်အဖွဲ့အစည်းကြီးကသူတက်မတော်အဖွဲ့အစည်းကြီးနဲ့အတူစစ်သားတာဝန်ကျေပွန်အောင်လှုပ်ဆောင်သွားပါလိမ့်မယ်နော်တခုလေးတွေတချို့သောဟာတွေကတော့ကောင်းတဲ့ဟာလည်းရှိတယ်လို့မကောင်းတဲ့ဟာလည်းရှိတာပေါ့တချို့ဒီရက်ဖက်ကိုပြောင်းပြီးတော့ပူပေါင်းပြီးတော့ဒီအုပ်ချုပ်တဲ့ဖွဲ့စည်းတွေမှာခါစားပါမဆာပါဖွဲ့တွေမှာတချို့သောတက်မတော်သားရာရှိအခုဘုံမှုတွေပေါ့နော်ဒီ
ယူနီဖောင်းကြီးတွေဝတ်အပွင့်ကြီးတွေဝတ်ပြီးတော့တိုင်းပြည်ကိုတစ္ဆာဖောက်တယ်နော်တိုင်းပြည်ကိုတစ္ဆာဖောက်တဲ့လုပ်ရက်တွေမိမိဝတ်ထားတဲ့ယူနီဖောင်းကိုသစ္စာဖောက်တဲ့လုပ်ရက်တွေကိုတချို့သောမဆာဖအဖွဲ့ဝင်တွေဒီတပ်မတော်သားအရာရှိတွေတချို့သောပေါ့နော်အများကိုအကုန်လုံးကိုမဆိုလို့ဘူးနော်တချို့သောသစ္စာဖောက်တွေလုပ်ခဲ့တယ်သစ္စာဖောက်လုပ်ရက်တွေကိုလုပ်ခဲ့တယ်နှစ်ဖက်ခွပြီးတော့နော်ဟိုဘက်အကြမ်းဖက်ဖွဲ့စည်းနဲ့ပတ်သက်ပါဝင်ပတ်သက်တဲ့သူတွေရောဒီဘက်တပ်မတော်ဆိုရအုပ်ချုပ်တဲ့အဖွဲ့တွေရောပူးပေါင်းပြီးတော့တပ်မတော်ယူနီဖောင်းကြီးတွေဝတ်ပြီးတော့နှစ်ဖက်ခွပြီးတော့အဂတိလိုက်စားပြီးသူတို့ရဲ့အကျိုးစီးပွားအတွက်အဂတိလိုက်စားခဲ့တဲ့အရာရှိတွေလည်းရှိပါတယ်เนาะဒီမဆာဖအဖွဲ့ဝင်တွေမှာအခုမိမိရဲ့တရင်တဌာနကိုပြန်လဲပြီးတော့စစ်မှုထမ်းရမယ်ပြန်လဲပြီးတော့စစ်မှုထမ်းရမယ်ဆိုတဲ့အမိန့်တရက်ကိုထုတ်လိုက်တဲ့အချိန်မှာအခုအဲ့လိုလူမျိုးတွေပေါ့နှစ်ဖက်ခွပြီးတော့သစ္စာဖောက်ခဲ့တဲ့အရာရှိတွေမိမိရဲ့တရင်တဌာနမှာပြန်ပြီးတော့အကြံဖက်တွေကိုနှိမ်နှင်းပြီးတော့မိမိတို့ရဲ့အပြစ်ဒဏ်တွေကိုပြန်လဲပြီးတော့ပိတ်ဆက်ကြဖို့เนาะပြန်လဲပြီးပိတ်ဆက်ကြဖို့ဒီစကားကိုဘာကြောင့်ပြောလဲဆိုတော့တချို့သောပိုင်းတွေမှာကျမနော်အကြံဖက်အဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ဒီ CDN ဖွဲ့စည်းတွေကိုကျမတို့ပူးပေါင်းပြီးတော့ပါဝင်ဖန်ခဲ့တဲ့အခါမှာကျမကိုယ်တိုင်သက်ဆိုင်ရာကိုကျမတို့ဖခင်သက်ဆိုင်ရာကိုကျမတို့တင်ပြပြီးတော့ပူးပေါင်းဖန်တဲ့အခါမှာခုနအဆက်ကလေးပေါ့နော်အပိုင်း3ပေါ့ကျမခုနတချို့သောမဆာဖမှာတာဝန်ထမ်းဆောင်နေတဲ့ဘုံမှုအဆင့်ပေါ့နော်အရာရှိတွေကတချို့သောပေါ့ကျမအကုန်လုံးမဆိုလို့လို့ပြောတယ်နော်တချို့သောဒီမနည်းတနည်းဖြစ်ပြီးတော့သစ္စာဖောက်ခဲ့တယ်တိုင်းပြည်ပေါ်တမတော်ဖွဲ့စည်းကြီးပေါ်သစ္စာဖောက်ခဲ့တယ်လို့ဘာကြောင့်ပြောလဲဆိုတော့ကျမတို့ကလက်တွေ့ပေါ့နော်လက်တွေ့ကျမဒီရန်ကုန်မှာရှိတဲ့အရှိတကုံပေါ့နော်စေယုံတစ်ခုပုဂ္ဂလိကစေယုံတစ်ခုကျမကိုယ်တိုင်နော်ကျမကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့အဖြစ်ပေါ့ကျမဒီမှာအဲ့စေယုံတစ်ခုကတော်တော်ကြီးတယ်နော်ဒီတမတော်သားအရာရှိအငိမ့်စားပေါ့ဟိုဒုဗိုလ်မှူးကြီးစင်ကနေပြီးတော့ဖွင့်ထားခဲ့တာအဲ့စေယုံတစ်စုံလုံးကသူ့ချွေးမအပါဝင်အကုန်လုံးက CDN ဆရာဝန်တွေပေါ့နော်အဲ့ဒီဟာတွေကိုဖွင့်ထားခဲ့တဲ့ဟာမှာအဲ့ဒီအပိုင်းအရှိတကုံအပိုင်းကြတဲ့ခါစားမဟုတ် sorry မဆာဖပေါ့နော်မဆာဖဘူမှုဖွဲ့ကသူတို့တွေကကာဗာပေးခဲ့ကြတယ်ကျမကအဲ့ဒါကိုအထက်ကိုတင်ပြပြီးတော့ကျမကတည်င်းရလို့ဒီစေယုံတစ်ခုကြီးကဒီပေါ့နော် CDN ဆရာဝန်တွေနဲ့အကုန်လုံးတစ်စေယုံလုံးကိုဖွင့်ထားတယ်ဆိုတဲ့အကြောင်းကိုကျမကတေချာကျမအတွင်းစီးဖြစ်3လဝင်ပြီးတော့အဲ့ဒီစေယုံကြီးမှာစုံစမ်းပြီးတော့ကျမသက်ဆိုင်ရာကိုတင်ပြပြီးတော့ကျမတို့ဖောက်ပြီးနော်ကျမသက်ဆိုင်ရာကိုကျမတို့တင်ပြပြီးတော့ကျမဒီစေယုံကြီးကိုကျမဒီသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ဒီမဆာဖဖွဲ့စည်းနေနဲ့ဝင်ရောက်စစ်ဆေးဖို့ကိုကျမခွင့်ပြုချက်ကြားခဲ့တယ်နော်ကျမညွှန်ကြားချက်ကြားခဲ့တယ်အဲ့ဒီညွှန်ကြားချက်နဲ့အတူသက်ဆိုင်ရာမဆာဖအဖွဲ့တွေခါစားဖအဖွဲ့တွေကိုကျမပူပေါင်းပြီးတော့ခါစားဖအဖွဲ့နော်ဒီရာရှိတွေထံကိုကျမတို့တင်ပြခဲ့ပြီးတော့ဟိုအထက်ရညွှန်ကြားချက်ရဒီသက်ဆိုင်ရာမဆာဖအဖွဲ့ဝင်တွေနဲ့ကျမပူပေါင်းပြီးတော့ကျမအဲ့ဒီစေယုံကိုဝင်ရောက်ရှာဖွေစစ်ဆေးခဲ့တယ်နော်ဝင်ရောက်ပြီးတော့ရှာဖွေစစ်ဆေးခဲ့တဲ့အခါမှာကျမနဲ့အတူအဲ့ဒီစေယုံမှာကျမနဲ့ဘေးနားမှာကျမရှိနေကျမကိုယ်တိုင်ဝင်ပြခဲ့တာနော်အဲ့စီဂျန်ဆရာဝန်တွေအဲ့ပိုင်ရှင်ရဲ့ချွေးမအပါဝင်အကုန်လုံးကိုကျမကိုယ်တိုင်ကျမအတွင်းစီအနေနဲ့ဝင်ပြီးတော့3လတိတိကျမအတွင်းယူပြီးတော့ဝင်ဖမ်းပြီးဝင်ပြီးတော့ဝင်ပြပြီးတော့ကျမပိုင်ပြီးတော့တိကျတဲ့အချိန်ကျမှကျမပိုင်နိုင်တော့ဝင်ပြီးတော့စစ်ဆေးခဲ့တာကျမအဖွဲ့စုံနေနဲ့ကျမဝင်ဖမ်းခဲ့တဲ့အချိန်မှာနော်ကျမရဲ့မျက်စိရှိမှတင်ဒီယူနီဖောင်းဝတ်ဒီမဆာဖအဖွဲ့ဝင်အဲ့မျိုးနဲ့မဆာဖအဖွဲ့ဝင်တွေပါအပါသူတို့ကိုယ်တိုင်နဲ့တွေ့ပါလျက်နဲ့သူတို့စစ်မင်းနေတဲ့အချိန်မှာဒီစစ်မင်းနေတဲ့အချိန်မှာအဲ့ဒီဆရာဝန်တွေဟိုဒီပေါ့စီဂျန်ဆရာဝန်အကုန်ပြောက်ကုန်တာပူပေါင်းပြီးတော့သူတို့ဖျက်ခဲ့တာနော်အဲ့ဒါကိုကျမကအဲ့ဒီဖန်နေစီအဲ့ဒီဝင်ရှာနေတဲ့အချိန်မှာနေကျမအဲ့ဒီမှာနေပြက်သားအဲ့ဒီဖွဲ့ကိုပြောခဲ့တယ်ဒီအခုပျောက်သွားတဲ့ဆရာဝန်စီပြန်ဆရာဝန်တွေကိုကျမတို့ခေါ်ထုတ်ပေးနော်အဲ့ဒါကိုသူတို့မထုတ်ပေးနိုင်ဘူးကျမတို့ဒီဝင်ဖမ်းတဲ့ CCTV တွေကစကျမအကုန်တောင်းတဲ့အခါမှာကျမတို့ကိုမပြပေးနိုင်ဘူးကျမကိုလက်ထိုးခဲ့တယ်ကျမလက်မခံခဲ့ဘူးကျမအဂတိအနေနဲ့ငွေကြေးကိုလက်ထိုးခဲ့တယ်ပူပေါင်းဖို့အတွက်ကျမလက်မခံခဲ့တဲ့အတွက်ကျမတို့ဖခင်ကြီးနော်တမတော်ကာကွယ်ရေးဦးစီးချုပ်အောင်ကျမတို့ရဲ့ဖခင်ကြီးဟိုဗိုလ်ချုပ်မှုကြီးဦးမင်းအောင်လိုင်ကိုကျမတင်ပြခဲ့တယ်သူတို့ရဲ့အရေးယူမှုတွေကိုသက်ဆိုင်ရာကနေညွှန်ကြားချက်နဲ့ဆက်လက်ပြီးတော့အရေးယူခဲ့တယ်ဆရာဖအဖွဲ့ကနေစုံစမ်းစစ်ဆေးပြီးတော့စုံကုန်းတွေခေါ်ပြီးတော့နော်